မင်္ဂလာပါတော်ဘူးဆက်ဖြစ်စီရောင်းဝယ်မော်ညာကနေပြန်နေကြလိုက်ပါတယ်အခုကျွန်တော်ကို comment တွေရောပြီးတော့ကျွန်တော်ကို CD ရနေပြတက်တော့ CD ရနေပြီးတော့ကျွန်တော်ကိုအများတန်းစာလေးတွေပို့လို့ရှိတယ် customer တွေကဒီ power tool တွေနဲ့ပတ်သက်ပြီးတော့ရှိတဲ့ power tool လေးတွေနဲ့ပတ်သက်ပြီးတော့ video လေးတစ်ပုဒ်လောက်လုပ်ပေးပါဆိုတော့ကျွန်တော်မှရှိတဲ့ power tool လေးတွေကိုကျွန်တော်ပြရမှာဖြစ်ပါတယ်ကျွန်တော်အစုံပြရမယ်နော်ကျွန်တော်မှရှိတဲ့ power tool အစုံကိုကျွန်တော် video လေးနဲ့ပြရမယ် video လေးကိုအစုံကြည့်ရှုလို့တော့ computer ရက်ခံရပါတယ်ကျွန်တော်မှ TDP တွေကရှိတယ်ဒဲတွန်တွေကရှိတယ်ဒဲတွန်ဒီဇိုင်းကတော့ကျွန်တော်ထူးထူးခြားပြောနေစရာတော့မလိုဘူးဒဲတွန်ကတော့တကယ်ကို Japan invention နဲ့လာတဲ့ကောင်ပါသူ့ပုံစံကလည်းကျွန်တော်ဒီဝက်နဲ့ကျွန်တော်တို့တွေကဒီဝက်နဲ့ကသူကပုံစံတူတယ်ဗျာအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဗီဒါတွေကရှိမယ်ဗီဒါတွေကဆိုလို့ရှိရင်လည်းကျွန်တော်တို့နက်ဖြုတ်တွေကအသေးရှိမယ်အကြီးရှိမယ်နက်ဖြုတ်အသေးရှိမယ်ကြီးရှိမယ်ပြီးတော့ကျွန်တော်တို့မှာ TDP တွေကဆိုလို့ရှိရင်တော့လောလောဆယ်တော့ကျွန်တော်တို့ဒီမှာနက်ဖြုတ်အသေးရှိမယ်စကူရှိမယ်ပြီးတော့ marketer copy ဗျာ marketer copy တမျိုးရှိအောင်မယ် marketer copy လေးကတော့ကျွန်တော်တို့ site ပေးပါဒါပေမဲ့တော်တော်လေးကိုကန်ရတာကန်ရတာလည်းအဆင်ပြေတယ်ပစ္စည်း quality တကယ်မိုက်ပါတယ်ပြီးတော့ကျွန်တော်တို့မှာဒဲတွန်လေးကစကူရှိတယ်ဒဲတွန်စကူကတော့ကျတော့ဒီကျွန်တော်တို့ပုံမှန် site ထက်ကိုသူကကြီးတယ်ဒီဘောကလာတဲ့စကူဂန် site ပေါ့နော်အဲ့လောက် site မျိုးတော့ copy ယူရတဲ့ပုံစံမျိုးတော့ပြောလို့ရတယ်ဗျာတော်တော်လေးကိုတူတယ်ဒဲတွန်နဲ့ဒီဘောနဲ့ကချိုးချိုးဖွဲ့စည်းပုံလေးတော်တော်လေးကိုတူပါတယ်battery ဆိုလို့ရှိရင်လည်းဒီကောင်24 max ထွက်တယ်เนาะဒီကောင်24 max ထွက်တယ်ဒီကောင်ဆိုလို့ရှိရင်လည်း24 max နဲ့ပါဒီကောင်ဆိုလို့ရှိရင်လည်း beta ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Korea standard ပါ Korea standard ဖြစ်ပါတယ်ဒါကကြတော့လည်းကျွန်တော်တို့24ပြည့်ပါ24 max เนาะဒီကောင်လေးဆိုလို့ရှိရင်လည်း24 max ပါဒီကောင်လေးတွေဆိုလို့ရှိရင်လည်း24 max ပါတဲ့တုံးကထုတ်သွားတာပါစကူကန်ကြီးတွေပါ24 max ဖြစ်ပါတယ်ပြီးတော့ဒီကောင်လေးကကျတော့ရိုးတရုပ်ထုတ်ပါပဲတရုပ်ထုတ်သူ့ကိုကျတော့ GS bonus tool လို့ခေါ်ပါတယ်เนาะဒီကောင်ဆို48 bonus လာတယ်ဒီကောင်ဆိုလို့ရှိရင် brand နဲ့လာတယ်เนาะဒီကောင်လေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ beta လာတာဖြစ်ပါတယ် beta ပါ beta တစ်စိတ်ပါ beta mini version လို့ပြောလို့ရတယ် beta သေးပေါ့ဗျာ beta နှက်ဖြုတ်သေးဖြစ်ပါတယ်အခုကျွန်တော်ကဒီပစ္စည်းလေးတွေကိုကျွန်တော်ကနေပြီးတော့မလုပ်ကျင်လဲဆိုလို့ရှိရင်ကျွန်တော်ကတစ်ခုချင်းစီကိုကျွန်တော်တို့ specification တွေပါပစ္စည်းတွေဘာလဲဆိုတာကိုကျွန်တော်တခြားတမျိုးစီရှင်းပြရဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပြီးလို့အတွက်ကိုမေတ္တာရက်ခံအပ်ပါတယ်ဗျဒီပပီကန်းလေးတွေကိုပြောပြတာလေးဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ဈေးမပြောတော့ဘူးဈေးပြောလို့ရှိရင်ကျွန်တော်ဗီဒီယိုက180ထိနိုင်ပါတယ်ကျွန်တော်ဈေးအတွက်ကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပြပါမယ်ဒီကန်းလေးတွေပေါ့နော်ဒီကျွန်တော်တို့စက္ကူကန်းတွေနှက်ဖြုတ်ကန်းတွေရဲ့ဈေးကိုကျွန်တော်ကဗီဒီယိုလေးတစ်ပုဒ်လုပ်ပြီးတော့ကျွန်တော်ရေးပြီးတော့တင်ပေးမယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ဈေးမပြောပါတော့ဘူးကျွန်တော်ဈေးကိုလည်းကျွန်တော် customer တွေကိုအမြဲပြောပြတယ်ဗီဒီယိုနဲ့လည်းကျွန်တော်အားပေးပြန်ပေးတယ်အကုန်ပြောပြတယ်ဗျာအခုဆိုလို့ရှိရင်လည်းကျွန်တော်ဒီ set တွေမှာပါဝင်တဲ့ပစ္စည်းတွေနဲ့အသုံးပြုပုံလေးတွေကိုလည်းကျွန်တော်ပြန်ပြီးတော့ဗီဒီယိုတစ်ပုဒ်နဲ့ရှင်းပြရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလို့တော့မေတ္တာရက်ခံပါပါတယ်ဗျ